အမျိုးသမီးတစ်ယောက်ကိုတခိုးပါလို့ဆွပြီးတော့ပါရိုက်တဲ့ဟိုမျိုးသမီးတီးဖို့ကျွန်တော်ဒီကနေပြီးတော့မေတ္တာလက်ဆောင်လေးပေးမယ်ခင်ဗျားနားလဲဖို့ခင်ဗျားတီးဖို့နံပါတ်1ချက်အမှုဖြစ်အခင်းဖြစ်တဲ့နေရာမှာခင်ဗျားကပစ္စည်းခိုးပါတယ်လို့ပြောတယ်ဘာခိုးတယ်ဆိုတာကိုခင်ဗျားအတိအလင်းမပြောဘူးလက်ထက်မှာလည်းဘာမှမတွေးရဘူးသူ့ရဲ့လက်ထက်မှာလည်းဘာမှမတွေးရဘူးခင်ဗျားခိုးပါတယ်လို့ဆွတဲ့နံပါတ်1ချက်အသေးဖြတ်မှုသူ့လက်ထက်မှာဘာမှမတွေးရဘူးခိုးတဲ့ပစ္စည်းကိုလည်းခင်ဗျားမပြနိုင်ဘူးနံပါတ်1ချက်နံပါတ်2ချက်ခင်ဗျား၎င်းအမျိုးသမီးကိုသပင်ဆွဲပြီးတော့ပေါက်ရိုက်တယ်တမန်နာကျင်စေမှုဆိုတာကပုံမှန်323ပုံမှန်323ရတမန်နာကျင်စေမှုထောင်ဒဏ်1နှစ်ခင်ဗျားကိုပေးမယ်မေတ္တာလက်ဆောင်ကထောင်ဒဏ်1နှစ်ငွေဒဏ်သီးသီးချမှတ်ခံရမှုနံပါတ်2ချက်ဒီမျိုးသမီးကိုခင်ဗျားသဘေးဆွဲပါရိုက်ပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာအချက်တကွဲအကျိုးနဲ့ဖြစ်ကောင်လုပ်တဲ့ကိစ္စအတွက်66ကကြီး2နှစ်တည်းမပိုသောထောင်ဒဏ်ငွေဒဏ်အသီးသီးကိုချမှတ်ခံရမယ်နောက်တစ်ချက်ကခလေးတငယ်နှိပ်စက်ညှဉ်းပန်းမှုခလေးလေးကိုကျိုးနဲ့တုတ်ပြီးတော့ဓာတ်တိုင်မှာကိုက်ပြီးတော့ကျိုးနဲ့မိခင်ရောနှစ်ယောက်စလုံးကိုကတ်တုတ်တာခလေးတငယ်နှိပ်စက်ညှဉ်းပန်းမှုပုံမှန်100ကာကြီးအရာထောင်ဒဏ်1လကနေ6လအထိချမှတ်နိုင်တယ်ချမှတ်လို့ရတယ်အဲ့တော့ခင်ဗျားကိုပေးခြင်းတဲ့ message ကအဲ့ဒီပုံမှန်လေးတွေပါပဲခင်ဗျားကသူ့ကိုတခိုးလို့ဆွတယ်သူ့ရဲ့လက်ထဲမှာလည်းလက်ဝဲပြတာတခုမှမတွေ့ရဘူးခင်ဗျားဆွတဲ့အခင်းကဏ္ဍမှာခင်ဗျားကျူးလွန်လိုက်တဲ့အမှုက3ခုရှိတယ်ခင်ဗျားကျူးလွန်လိုက်တာနော်3ခုရှိတယ်နံပါတ်1တမန်နာကျင်စေမှုသမင်ဆွဲပြီးတော့ပေါက်ရိုက်တယ်နံပါတ်2ကလေးတငယ်နှိပ်စက်ညှဉ်းပန်းမှုကလေးကိုကျုံးနဲ့တုပ်တယ်နံပါတ်3ဒီအမျိုးသမီးကိုအချက်တပွဲအကျိုးနဲ့ရအောင်ဆိုပြီးတော့ line ပေါ်တင်တဲ့ကိစ္စ66ကကြီးခင်ဗျားအမှု3ခုကိုကျူးလွန်ထားပြီးခင်ဗျားကိုပြောခြင်းတဲ့ message ပေးခြင်းတဲ့ message လက်ဆောင်ကတော့အဲ့ဒါပဲအဲ့ဒီမှာအနီးနားမှာရှိတဲ့ပုံကိုယ်တွေအားလုံးကနေ